လိုက်တာမနက်ခင်းမိုးလင်းလာပြီကဲအခုတော့ဘာလို့ရမလဲဆိုတော့သွားပြီးတော့မျက်နှာတစ်သွားတိုက်လိုက်အောင်မယ်လာ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 ကဲတော်လည်းပြီးသွားပြီမျက်နှာတစ်လည်းပြီးသွားပြီဆိုတော့အပြင်းပြထားလိုက်အောင်မယ်ဟဲ့နေစမ်းမအောင်ဒီမှာအဝတ်တွေလည်းပုံနေပါလားရှော်အောင်ပါပဲအဝတ်တွေကလည်းဟိုမှာအကိုပါလားအကိုရေညီမလေးရေနိုးပြီလားဟုတ်ဟင်းနေချက်နေရလားဟုတ်တယ်မနှက်စာအတွက်ချက်ပြုတ်နေရညီမလေးကိုပြောကြရှိသေးရဲ့အခုလောဆယ်တော့အင်ရှိပါလိတက်လဲလိုက်အောင်ပြစ်မှပြောမယ်နော်ဟုတ်အခုဘာပြောမလို့လဲမသိပါဘူးဟာလဲတဲ့ဆက်မဆူတော့ပါဘူးလေပြောမှပဲနားထောင်လိုက်တော့မယ်ခုလောဆယ်ကတော့အင်ကြီးတက်လဲလိုက်အောင်မယ်လက်ပပလေးလဲအောင်မှာဘာလို့မလဲမသိဘူးကဲဒီမှာခေါင်းဝင်လေးနဲ့နောက်မှာဖဲပြားလေးဝစ်လိုက်တယ်အရင်လာသွားပြီဒီမှာဖဲပြားလေးနှစ်ခုအောက်မှာပါသေးတယ်ကိုဒီမှာလည်းထိုင်လိုက်မယ်နော်အေးညီမလေးညီမလေးအကိုပြောရအောင်မယ်ကြည်လားဟုတ်ကဲ့အကိုပြောပါအကိုတို့ဒီအိမ်ကလေးကိုရောင်းပြီးတော့အကိုတို့ညှို့တက်မလို့ဒီအိမ်ကအဖေတို့မေတို့ပိုင်တာဆိုတာလဲဟုတ်ပါတယ်ဒါပေမဲ့လဲပေါ့နော်အကျွေးတွေကပြီးနေတဲ့အတွက်ကြောင့်မို့ရောင်းရမယ်လေနော်ရပါတယ်အကိုရေညီမလေးနားလဲပါတယ်အဲ့ဆိုရောင်းပြီးညီမလေးတို့ကညှို့တက်ရမှာပေါ့ဘယ်နေ့တော့ဒီနေ့ပဲတက်ရမှာကွအော်ဟုတ်လားအဲ့ဆိုလို့ရှိရင်ညီမလေးအထုပ်တွေပို့ပြီးပြင်ထားရမှာပေါ့နော်ဒါပေါ့ညီမလေးအထုပ်ပို့ပြီးပြင်ထားရမှာပေါ့ကွယ်အကူကလည်းပြင်ရအောင်မယ်လीနော်အကြတော့အဲ့လိုမျိုးဒီနေ့လေးပဲမြန်သွားတာပဲကောင်းမယ်ထင်ပါတယ်နောက်ရက်ဒီဆိုအဆင်ပြေတော့အကူအဝတ်တွေသွားထုတ်လာအောင်မယ်နော်ညီမလေးအော်ဟုတ်အကူညီမလေးကတော့မနှက်စာလေးစားနေလာအောင်နော်ဟုတ်ကဲဒီအိမ်ကနေငါထွက်ခွာရတော့မှာပဲဝေစားရည်လည်းပြင်ရအောင်မယ်စာရလာပါကြီးဝါလေးကနေထွက်သွားရမယ်ဆိုတဲ့ခံစားချက်ကတော့ဒီဝတ်စုံလေးကလှမယ်ထင်ပါတယ်ဒါလေးပဲဝတ်လိုက်တော့မယ်ကဲအဝတ်ထည့်မယ်ကဲဝလက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ညီမလေးတော့ခေါ်လိုက်ပါဦးမယ်သူစားပွားရလားမသိပါဘူးညီမလေးရေမနေ့စားပွားရလားစားပွားရကိုအဲ့ဆိုလို့ရှိရင်တော့ထည့်လိုက်တော့လေအထုပ်တွေဟုတ်ကဲအထုပ်တက်ထည့်လိုက်အောင်မယ်ကဲငါတို့လည်းအပြင်ဒီရွာလေးကနေထွက်သွားရမှာပဲနှမျောလိုက်တာဒီရွာအေးချမ်းတဲ့ရွာလေးကိုထွက်သွားရတော့မှာထူပါဦးထည့်လိုက်အောင်မယ်ကဲအဝတ်ထုတ်တွေလေးထည့်ပြီးသွားပြီဆိုတော့ကိုရှိသွားလိုက်ပါဦးမယ်အကိုရေးညီမလေးပြီးသွားပြီအော်အေးအဲ့ဆိုညီမလေးရေသွားကြမယ်လीနော်အဲ့ဆိုလို့ဟုတ်ကဲလာညီမလေးလာသွားမယ်ကဲညီမလေးလာသွားကြမယ်ဟိုမှာကိုတို့ကားရှိရဒီကားလေးကလည်းတော့နှစ်ဘယ်လောက်တောင်ကြာနေလဲမသိပါဘူးညီမလေးလာသွားကြမယ်ကိုတို့နောက်ကျနေအောင်မယ်ကဲသွားကြမယ်ဟေးညီမလေးမြို့တက်ရတော့မှာနော်ဟုတ်တယ်ညီမလေးရဲ့ပြောတယ်မလားပြောပါတယ်ဒါပေမဲ့မပြောတဲ့ကိစ္စလည်းရှိပါတယ်လေပြောလဲဆိုဒီရွာကနေထွက်ခွာတော့မှမလို့မပြောဘူးအော်အေးပဲညီမလေးရဲ့ဘာမှမဖြစ်ပါဘူးလာကိုတို့သွားကြမယ်နော်ဟုတ်လာ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 ကြည့်ပါအောင်တိုက်တွေနဲ့ကားတွေနဲ့မိုင်းလိုက်တယ်နော်ကိုဒါပေါ့ညီမလေးရဲ့အဲ့ဆိုရင်တော့အကိုတို့သွားကြမယ်လीနော်ဟုတ်ကဲတော့မတော့ရောက်တော့မှာပါကိုတို့နေမဲ့နေရာလေးကိုတော့ဘယ်လောက်မှတော့မကြပါဘူးဟုတ်ဒီနားမှာတိုက်တွေကြီးပဲနော်တမျိုးရွာလေးနဲ့ကွာပါနော်ကိုဟုတ်တယ်ညီမလေးရဲ့ကိုတို့မိဘတွေဆုံးသွားကြတဲ့ကိုတို့က2ယောက်ထဲနေရတာလေနော်ကိုတို့မိဘတွေကလည်းတငယ်ငယ်လေးနဲ့ဆုံးမဆိုတော့ဘလို့ဝမ်းနေတာပေါ့အခုချိန်မှာဒါဖေဖေနဲ့မမေရှိရင်ကောင်းမယ်နော်ညီမလေးဟုတ်တယ်ကိုရဲ့ဖေဖေနဲ့မမေသာရှိရင်ညီမလေးတို့ကဒီဟိုပါသူတို့ခေါ်ခဲ့မှာဒါပေါ့ကိုလည်းခေါ်ခဲ့မှာပေါ့ခုကဖေဖေနဲ့မမေတို့ကလည်းမရှိတော့ဘူးကိုတို့မောင်နှမ2ယောက်ထဲပဲရှိတော့အဲ့တော့လေဂျန်ကြီးပဲကိုပဲသွားရတာပေါ့ညီမလေးရဲ့ဟုတ်တယ်ဘောနော်ကိုရဲ့ဘယ်မှာလဲသမီးတို့နေမဲ့အိမ်ကဒီမှာလေဒီတဲ့အိမ်လားမဟုတ်ဘူးသူတို့အနောက်ကအိမ်လေးမှာနေမှာအော်ဟုတ်လားကားထိုးရတာရောအဆင်ပြေလား
ပြေးလောက်ဘူးညီမလေးဒါပေမဲ့ကိုထိုးကြည့်ပါဦးမလေးရမှာပေါ့မလေးဘလို့ထိုးရမလဲမသိပါဘူးလေတိုက်ကုန်ပါပြီငါတို့ကားလေးလဲစုပ်သွားပြီလားမသိပါဘူးစုပ်သွားရင်လည်းအတိပြန်ဝင်မှရမယ်ရသွားဝင်ကြည့်လိုက်မယ်ဟဲ့ဒီတိုက်ကြီးနဲ့တိုက်နေတယ်အော်အဲ့လိုမဲ့ဒါပေမဲ့ဒီကားလေးရောက်ပေါ့နော်ထွက်ဝင်လို့မရလို့ပါအကြောင်းထားလိုက်ပါတော့မယ်ကဲညီမလေးမရတော့တဲ့စုံလာလိုက်တော့ညီမလေးရဲ့ထားလိုက်တော့ကဲကားတော့ဖြောက်လိုက်ပါပြီရှင်တောင်းပန်ပါတယ်ဒီမှာလေးကိုနေမဲ့အိမ်ဒီအိမ်လေးမှာနေမှာအော်လေမိုက်တယ်နော်အရင်မိုက်တာပဲအကြီးပဲဟုတ်တယ်ညီမလေးရဲ့ကိုဒီပတ်စံနေပဲရလေအော်ဟိုအိမ်လေးကိုရောင်းရတဲ့ပတ်စံလေးနဲ့ဝယ်လိုက်တာညီမလေးရဲ့အော်ကိုဝစ်တွေပါတော့ချလိုက်အောင်မယ်နော်ဟုတ်ကဲငါဒီခန်းလေးကိုငါယူလိုက်တော့မယ်နှစ်ကရင်ရှိရဆိုမှတကယ်နေမှငါအိမ်မှာပါယူလိုက်တော့မယ်ကဲညီမလေးအထုပ်တွေပါတော့ချလိုက်တော့ညီမလေးအခန်းဒီမှာဟုတ်ဝါငါအခန်းလေးကအရမ်းမိုက်တာပဲကြည့်ပါဦးဒီမှာကျုံရမ်းမိုက်တယ်ကြွေးပဲပြီးတော့ဟာပြီးတော့ဒီမှာ PC လည်းရှိသေးတယ်မိုက်လိုက်တာငါဂိမ်းကစားလို့ရပြီပြလိုက်တာဒီမှာလည်းအေးငါပြောရဟေးငါခမနေရတာဟိုမှာအဲကုန်းကလည်းပါလိုက်သေးတယ်ဒီမှာ TV ရောပါသေးတယ်ပြောလိုက်တာကိုကြီးညီမလေးတို့ဒီမျိုးတွေကိုရှောက်ပတ်ကြည့်ရအောင်လေအေးညီမလေးလည်းသွားကြမယ်လာကြည့်ပါဦးဒီမှာလူနေအိမ်နေရန်တိုက်ကြီးဘယ်သူနေလဲတော့မသိပါဘူးဒီအိမ်ကြီးဆိုမိုက်တယ်နော်တမီးတော်ကတမီးတို့နေရမယ်ထင်းနေတာအိမ်ပုံစံကြီးအရန်လာတာပဲဟုတ်တယ်ညီမလေးရဲ့အကုန်လုံးကဒီမှာဆိုအရန်လာရလေမကြည့်အောင်မတိုက်တယ်ကြည့်ပဲမှာမီးကြိုးတွေရောပဲမီးက24နာရီလားမသိပါဘူးရွာမှာဆိုလို့ရှင်မီးကအဲ့လောက်မလာဘူးပြက်ချိန်နဲ့ချိန်နေပြက်နေရပဲဒီမှာဆိုလို့ရှင်လဲအိမ်လေးထဲမှာတော့ဘယ်သူတွေနေလဲတော့မသိပါဘူးဟိုးနားမှာကဖေးရလည်းရှိသေးရဲ့ကဖေးနားမှာလည်းကားရရက်ထားတယ်ဒီနဲ့အဲ့ဒီမှာသူ့မှာလူတွေရှိနေချင်းနဲ့ဟုတ်တယ်ဒီမှာလူတွေအများကြီးပဲကဲလာကူလာတော့ကြမယ်ဒီမှာလဲ cherry cafe တဲ့ဘာလဲတော့မသိဘူးနောက်နေ့ကျမှလာစားကြည့်အောင်မယ်ဒီမှာလဲကားတွေနဲ့စပိန်ကြီးဆိုင်ကယ်ကြီးနဲ့မိုက်တယ်နော်ဒီလီကဘယ်ကိုသွားတာလဲမသိပါဘူးအပေါ်တက်ကြည့်အောင်ပါဒီမှာလဲတိုက်အိမ်တွေပါလားဒီမှာဆိုတဲ့ဟာကုမ္ပဏီလည်းမသိပါဘူးအကြီးပဲဟိုမှာလဲအကြီးတွေကြီးပဲဒီမှာတော့လူနေအိမ်လေးတွေပေါ့ဟဲ့ဟိုနားမှာဆာကူရာပတ်တဲ့ဒီမျိုးနာမည်ပတ်ပဲချင်တယ်ဒီမှာကြည့်ပါဦးဟိုနားမှာကြောင်ရှိတယ်ရမ်းလာတယ်နော်ဒီမှာ cherry band လေးနဲ့ဟီပြောလိုက်တာညာလေးမှာလေးကောက်လေးတလေးထိုက်ရှိအောင်မှာပဲအရင်ကောင်းတယ်နော်ဝေါအရင်ဟိုမှာ email လက်ဆက်နေရပဲကဲအားလုံးမကြည့်ကြပါရဲ့ရှင်ဒီဗီဒီယိုလေးကတော့ဒီမှာဆုံးသက်သွားပါပြီ like and subscribe လုပ်ခဲ့အောင်နော်